အားလုံးပဲမင်္ဂလာပါခင်ဗျ AC ကျောင်းသားကျောင်းသူတင်များအားလုံးကျွန်တော်ရဲ့ဒီ Accelerated Christian Education Student Orientation Video ကနေကြိုဆိုလိုက်ပါတယ်တင်းအတွက် AC ကအသစ်ဆန်းဖြစ်နေနိုင်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒီနေ့ Video Orientation နဲ့တဆင့် AC စနစ်အကြောင်းဘယ်လိုသင်ယူရမယ်ဆိုတဲ့ဟာတွေကိုအသေးစိတ်ရှင်းပြပေးပါမှာဖြစ်ပါတယ် PowerPoint slide လေးနဲ့ဖြစ်လို့အားလုံးလည်းနားလည်ရပို့ပြီးလွယ်ကူမှာပါဒီဗီဒီယိုရဲ့အဆုံးမှာဆိုလို့ရှိရင် AC နဲ့ပတ်သက်တဲ့သင်ရဲ့မေးခွန်းအများစုကိုဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်ဆိုတော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ကအဂျန်ဒါနှစ်ပိုင်းနဲ့ခွဲပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမကျွန်တော်တို့ဒီဆရာဆရာမတွေကိုမိတ်ဆက်ပေးမယ်ပြီးလို့ရှိရင် what is AC ပေါ့နော် AC ဆိုတာဘာလဲ learning materials တွေကဘာတွေလိုအပ်တယ်လဲပြီးရင် academic requirements အနေနဲ့ဘာတွေရှိရမယ်ပြီးလို့ရှိရင်phase ရဲ့အတွင်းပိုင်းပေါ့နော်ကျွန်တော်တို့ဘာတွေသင်ယူရမယ့်ပုံစံဘယ်လိုပုံစံမျိုးလဲပြီးရင် learning environments learning center အကြောင်းပေါ့နော်ပြီးရင် school rules နဲ့ expectations တွေပေါ့နော်ကျွန်တော်တို့အကြောင်းမှာဘယ်လိုမျိုးစီမံစည်းကမ်းတွေရှိမလဲဆိုတာတွေရယ်နောက်ပြီး your guides and helper ပေါ့နော်ကျွန်တော်တို့ရဲ့ကူညီပေးမဲ့သူကျွန်တော်တို့လမ်းညွှန်ပြသပေးမဲ့သူတွေကဘယ်သူလဲဆိုတာကိုဒါပထမဆုံး agenda 1မှာပထမပိုင်းမှာကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်เนาะကျွန်တော်your daily AC routine ပေါ့เนาะကျွန်တော်တနေ့ဘယ်လိုမျိုးပုံစံနဲ့လဲပတ်ရမလဲဆိုတဲ့အရာရယ်ပြီးရင် progress နဲ့ pace ပြီးမြောက်ခြင်းအကြောင်းအရာတွေပြီးရင်အကြောင်းပညာရေးပြင်ကျွန်တော်တို့ဒီပြင်ပပညာရေးပေါ့เนาะ extra curricular activities တွေကဘာကြောင့်ရှိရတယ်လဲပြီးလို့ရှိရင် keys to success in AC ပေါ့เนาะကျွန်တော်တို့ဒီ AC သင်ကြားရေးကိုထိရောက်ဖို့အတွက်အဓိကတော့ချက်တွေပြီးလို့ရှိရင် benefits of learning in AC ပေါ့เนาะAC သင်ရခြင်း AC ကိုကျွန်တော်အသုံးပြခြင်းအတွက်ဘာတွေအကျိုးကျေးဇူးတွေရှိမလဲရယ်နောက်ဆုံးမှာတော့ကျွန်တော် final welcome အနေနဲ့ကျွန်တော်အဆုံးသတ်ပြီးတော့မှဒီဗီဒီယိုမှာတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ agenda 1ပြီးရင်တော့ကျွန်တော်2 minute break ပေးပါမယ်ဘာလို့လဲဆိုတော့အရင် topic တွေအရင်ရှေ့သွားလို့ရှိရင်ပြောချင်တဲ့အရာတွေကတော့ကျွန်တော်တော့ရှိမှပြောပါမယ် live မှတ်သားတဲ့အခါကျလို့ရှင်မထီအောင်ပါဆိုလို့ပါအဲ့တော့ကျွန်တော် brain ကိုခဏလေးနားတဲ့အနေနဲ့ agenda 1ပြီးရင်တော့2 minute ခဏ break ပြီးတော့မှ agenda 2ကိုဆက်သွားပေးပါမယ်အဲ့တော့ပထမဆုံးဒီ AC ဆိုတာဘာလဲဆိုတာနေမစခင်တော့ကျွန်တော်တို့ဒီဆရာဆရာမတွေကိုမိတ်ဆက်ခြင်းအစီအစဉ်တွေကျွန်တော်တို့စပြီးလုပ်ရအောင်အဲ့တော့ကျွန်တော်တို့ဒီ learning center မှာရှိမဲ့ဆရာဆရာမတွေနဲ့ပထမဆုံးမိတ်ဆက်ပေးပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုခဏလေး pause လုပ်ပါမယ်โอเคဆရာဆရာမတွေအားလုံးနဲ့ရင်းနှီးသွားပြီတည်သွားပြီဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးသွားပါမယ်အဲ့တော့ကျွန်တော်ဒီဒုတိယ topic ဖြစ်တဲ့ what is AC ကနေကျွန်တော်ဆက်ပြီးတော့တင်ဆက်ပြီးတော့ပါမယ် AC ဆိုတာဘာလဲပေါ့နော် AC ဆိုတာကတော့ဒီ Accelerated Christian Education ဆိုတဲ့နာမည်ရဲ့အတူကောက်ပါဒါဟာတမယိုးကျကျောင်းနေနဲ့မတူဘဲနဲ့ကွဲပြားတဲ့သင်ကြားရေးနည်းစနစ်တစ်ခုပါ AC ရဲ့အဓိကရည်ရွယ်ချက်နှစ်ခုပါဆိုရင်တော့ဖြင့်ပထမတစ်ခုကတော့ဒီကျောင်းသားတွေရဲ့ဇာတ်လက္ခဏာ character ကောင်းမွန်မှုကိုအထူးအလေးထားပါတယ်AC မှာတင်ယူခြင်းအပြင်ဘုရားသခင်နှစ်သက်တဲ့ဇာရိတကောင်းဥပမာရိုးသားမှုစ조사မှုစီကံရှိမှုဒါတွေကိုတပြိုင်နက်တည်းလေ့ကျင့်သွားနိုင်ပါတယ်ဒုတိယတစ်ခုကတော့တဦးချင်းစီအတွက်တင်ယူမှု individualized learning စနစ်ဖြစ်ပါတယ်ဆိုလိုတာကကျောင်းသားတယောက်ချင်းစီဟာကိုယ့်ရဲ့အရှိန်အဟုန်ကိုယ်ပိုင် pace နဲ့ပဲကိုတင်ယူရမှာဖြစ်ပါတယ်တယောက်နဲ့တယောက်ရှင်ပြန်ရတာမျိုးလုံးဝမရှိပါဘူးဒါအသင်ကိုသင်ခန်းစာတွေကိုတေချာနားလည်တဲ့အထိလေ့လာဖို့အတွက်အများကြီးအခွင့်အရေးပေးပါတယ်အများကြီးအထောက်အကူပြုပါတယ် so you are learning materials ပေါ့နော် the phases so phases တွေကဘာတွေလဲပေါ့နော် so ACE မှာသင်ယူရမယ့်အဓိကသင်ယူညွှန်းတမ်းကတော့ phase လို့ခေါ်တဲ့စာအုပ်လေးတွေပဲဖြစ်ပါတယ် phase ဆိုတာက packets of accelerated Christian education ဒီစလုံးကိုဒီ PACE ပေါ့နော်ဒီဟာကိုအတူကောက်ခေါ်ခြင်းဖြစ်ပါတယ်သင်ရဲ့ textbook နဲ့ workbook ကိုပေါင်းထားတာလို့လွယ်လွယ်ကူကူမှတ်ယူနိုင်ပါတယ် subject တစ်ခုချင်းစီ math english word building science social study အခြား elective subject တွေပေါ့နော်အဲ့ဒီအတွက်ကို phase တွေကတက်စီရှိပါတယ်။မှာ academic level တစ်ခုမှာဆိုလို့ရှိရင်ကျွန်တော်တို့က phase ကနံပါတ်1ကနေစနစ်အထိရှိပါတယ်။ဒါက subject တိုင်းမှာရှိတဲ့ phase နံပါတ်တွေပါ။ဥပမာအင်္ဂလိပ်စာ level 1မှာဆိုလို့ရှိရင်လည်း1001ကနေ1012အထိရှိတယ်လို့
တင်ချာ level 1မှာဆိုလို့ရှင်လဲ1001နဲ့1012တိရှိပါတယ်ဒါအမှတ်ရလွယ်ပါတယ်ဆိုတော့ level တစ်ခုချင်းစီကဒီ12အုပ်စီရှိတဲ့ကြောင့်မို့ဒါ12ဟောပေါ့နော်12ဒီနဲ့ကျွန်တော်တို့ဒါတွက်သွားလို့ရပါတယ်ဆိုတော့ဒီ page တအုပ်ချင်းစီမှာဆိုလို့ရှိရင်တင်းရဲ့နေ့စဉ်တင်ရွမဲ့သင်ခန်းစာတွေလေ့ကျင့်ခန်းတွေဖတ်ရှုလေ့လာမဲ့အကြောင်းအရာတွေစစ်ဆေးမှုတွေအားလုံးပါပြီးဖြစ်ပါတယ်စာအုပ်တအုပ်ပြီးွားတာကတင်းရဲ့တင်ယူမှုခီးမှာခြေတလန်းတိုးွားတာလို့မှတ်ယူနိုင်ပါတယ်နောက်တစ်ခုကတော့ academic requirements တွေပါ academic requirements တွေလို့ပြောရင်တော့ကျွန်တော်ဒီstudent office ကနေတော့စပြီးတော့ကျွန်တော်ဒီ topic တွေထဲမှာထည့်ထားပါတယ်ပေါ့နော်ဆိုတော့ AC Learning Center မှာတင်းရဲ့တင်ယူရမယ့်နေရာက student office ပါဒါကတင်းရဲ့ကိုယ်ပိုင်နေရာလေးပါ partition တွေခံထားတဲ့အတွက်အာရုံစိုက်ပြီးတင်ယူနိုင်ဖို့ထောက်ကူပြုပါတယ်တင်း office ကိုအမြဲတမ်းတန့်ရှင်းတက်ရောက်စွာထားဖို့လိုပါတယ်တင်ယူဖို့လိုအပ်တဲ့ pages တွေစာရေးကိရိယာတွေ Bible တွေစတာတွေကိုတင်းရဲ့ office မှာပဲစနစ်တကျထားရှိရပါမယ်တင်းရဲ့ office ကိုစီကံရှိရှိအသုံးပြုခြင်းဟာတင်းရဲ့ကိုယ်ပိုင်စီကံ self discipline ကိုပါလေ့ကျင့်ပေးရရောက်ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ essential tools လေးတွေရှိရပါတော့ဒီ student office မှာဆိုလို့ရှိရင် pen holder page holder ပြီး academic flag ပြီး the bible ပြီး go card ပြီး student progress chart ပြီး quarterly requirements ပေါ့နော်ဒါတွေအခြေခံအားဖြင့်တော့ဒီဟာလေးတွေရှိပါတယ်အဲ့တော့ pen holder မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဘောပင်ခဲတံခဲပြက်ပေတံစတဲ့စာရေးကိရိယာတွေကိုစနစ်ကျထားဖို့အတွက်ဒီ pen holder လေးကိုထားပေးရခြင်းဖြစ်ပါတယ်အလုံးလုံးနေရင်စာလုံးနေရင်လည်းလိုအပ်တဲ့ຢာတွေကိုလွယ်တကူရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်နောက် pages holder ပေါ့နော် pages holder ကတော့တင်လက်ရှိလောက်ကင်နေတဲ့ subject တွေ page တွေကိုထောင်ထားဖို့ဒါမှမဟုတ်ရင် CC ထည့်ထားဖို့အတွက်ဒီ holder လေးကိုအသုံးပြုတာဖြစ်ပါတယ်ဒါမှသာနော်တင်းရဲ့ office မှာစာအုပ်တွေရှုပ်ပွားနေမှာမဟုတ်ဘဲနဲ့တသက်ရရှိနေပါလိမ့်မယ်ဒီလိုကိရိယာတွေကိုစနစ်ကျအသုံးပြုခြင်းတင်းရဲ့အလုပ်တွေကိုစာတွေကိုပို့ပြီးတော့မှအာရုံစိုက်စေတယ်ပို့ပြီးတော့မှလည်းမြန်ဆန်ဆန်နဲ့စနစ်တကျဖြစ်စေတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ academic flag ပေါ့နော် academic flag မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ national flag နဲ့ Christian flag ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ပေါ့နော်အဓိက national flag ကတော့ကျွန်တော်တို့ဘယ်နေရာမှာသုံးတယ်လဲဆိုလို့ရှိရင်အထူးသဖြင့်မေးခွန်းအတူလေးပေါ့နော် short answer questions တွေကျွန်တော်တို့မေးတဲ့အခါပြီးရင် scoring အတွက် permission တောင်းတဲ့အခါပြီးရင် Bible memory ပေါ့နော် Bible memory verse တွေကိုကျွန်တော်တို့ဒီဆိုတဲ့အခါပြီးရင် resource book တွေကျွန်တော် dictionary တွေငှားတဲ့အခါပေါ့နော် score station မှာရှိတဲ့အခါမျိုးပေါ့နော်အဲ့အတွက်ကိုကျွန်တော်တို့ငှားတဲ့အခါမျိုး literature book တွေငှားတဲ့အခါမျိုးအတွက်ဒီ flag ကိုသုံးပါတယ်ပြီးတော့ yes no question ပေါ့နော်ကျွန်တော်တို့ဒီ outside သွားဖို့အတွက်ကို permission တောင်းတဲ့အခါမျိုးလို့ပေါ့နော်yes no short questions အဓိကတော့ short questions တွေအတွက်ကိုကျွန်တော်တို့အကြောင်းသားကအသုံးပြုခွင့်ရှိပါတယ်ဒုတိယတစ်ခုအနေနဲ့ကျွန်တော်တို့ဒီ academic flag ကတော့ဒီ Christian flag ဖြစ်ပါတယ်အဓိကတော့ academic flag ဒီ Christian flag ဒီ long questions တွေအတွက်ကိုကျွန်တော်တို့အဓိကသုံးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီ subject တွေမှာကျွန်တော်တို့အကူအညီလိုအပ်တဲ့အခါအစာတွေနားမလည်တဲ့အခါကြလို့ရှိရင်ဒီ flag ကိုထောင်ပြီးတော့မိရခြင်းဖြစ်ပါတယ်နောက်ပြီးတော့ supervisor ကစစ်ဆေးရမယ့် score strip လေးတွေရှိလို့ရှိရင်လည်းကျွန်တော်တို့ဒီ flag ကိုအသုံးပြုပါတယ်ပြီးလို့ရှိရင် memorization ပေါ့နော်ကျွန်တော်တို့ words တွေmemorize လုပ်ရတဲ့အခါ recite လုပ်ရတဲ့အခါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ flag ကိုအသုံးပြုပါတယ်ပြီးရင် go card မှာကျွန်တော်တို့ကို adjust လုပ်ဖို့လိုအပ်တဲ့အခါမျိုးမှာလည်းအသုံးတယ်လို့long questions တွေပေါ့နော်ကျွန်တော် long detail မေးရတဲ့အခါမျိုးကြလို့ရှိရင်လည်းကျွန်တော်တို့ဒီ flag ကိုသုံးပါတယ်နောက်ဆုံးကတော့ကျွန်တော်တို့supervisor initials အတွက်တောင်းတဲ့အခါပေါ့နော် check up subtest တွေအတွက် permission တောင်းတဲ့အခါမျိုးမှာအဓိကသုံးပါတယ် supervisor initial check up subtest တွေမှာ supervisor initial လိုအပ်တဲ့အခါကျရင် supervisor မေးခွန်းမေးရတဲ့အခါကျရင်ကတည်းကအချိန်ယူရတယ်ပေါ့နော်ဆိုတော့အဓိကကတော့ဒီ academic flag ကတော့ long questions တွေအတွက်ကိုအဓိကအသုံးပြုရတဲ့ flag တစ်ခုဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ go card ပါ go card ကတော့ကျွန်တော်တို့ဒီ AC မှာဒီနေ့စဉ်တင်ယူမှုအတွက်အရေးကြီးဆုံးတစ်ခုဖြစ်ပါတယ်ဒီ daily course တွေပါဆိုတော့နေ့တိုင်းမနေ့အကြောင်းလာတာနဲ့ဒီနေ့ပဲ subject တွေပဲ page ရဲ့ပဲ page တွေကနေပဲ page အတီးလုံးမယ်
ဘယ် checkup subject ကိုဖြည့်မယ်ဆိုတဲ့ daily goals တွေကိုသတ်မှတ်ရပါတယ်ဒီ goal တွေကို goal card မှာပဲရေးမှတ်ရပါတယ် goal card မှာ subject subject name ပေါ့နော်ပြီးလို့ရှိရင် subject number starting ဒီ Monday ပေါ့နော်နံပါတ်ဘယ်လောက်ကနေစမယ်ပြီးရင်ဘယ်အထိလုပ်မယ်ဆိုတဲ့အရာကိုရေးပြီးတော့မှ supervisor ကြီးကနေခွင့်ပြုချက်ယူရပါမယ်ဆိုတော့ daily goals တွေကတင်းရဲ့တနေ့တာဘယ်လိုအကျိုးရှိအသုံးချမလဲဆိုတာကိုအဓိကလမ်းညွှန်ပေးပါတယ်ဆိုတော့ goal တွေပြီးမြောက်လှုပ်ဆောင်ခြင်းကအတင်းကိုစီကံရှိစေပြီးတော့ AC မှာတိုးတက်လာစေဖို့အတွက်အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီ subject တစ်ခုချင်းစီတိုင်းမှာ goal set ကပါတယ်ကြော်ဆက်လို့လည်းမရပါဘူးနောက်ပြီးသတ်မှတ်ထားတဲ့ total page အရေးအတွက်တိုင်းကိုဆက်ရမှာဖြစ်ပါတယ်ဆိုတော့ရှေ့ပိုင်းမှာကျွန်တော်ဒီ Bible လဲကြံတည်ရပါတော့နံပါတ်4တခုကျွန်တော် skip ဖြစ်သွားလို့Bible ကတော့ကျွန်တော်တို့ဒီ reference လုပ်ရတဲ့အခါမျိုးတွေအတွက်ကျွန်တော်တို့လိုအပ်ပါတယ်ဆိုတော့ဒီ Bible လေးကိုလည်းဒီ office မှာတသက်ရလေးထားပေးဖို့လည်းလိုအပ်ပါတယ်ဆိုတော့ဒီ goal setting မှာတော့generally ပေါ့နော် generally ကတော့ကျွန်တော်တို့ဒီ level 1ဆိုလို့ရှိရင်စာအုပ်တစ်အုပ်မှာသူကစာမျက်နှာ30လောက်ပါပါတယ်အတိအကျတော့မဟုတ်ဘူးเนาะစာမျက်နှာ30ဝန်းကျင်လောက်ပါတယ်စာမျက်နှာ25 26ပေါ့เนาะအဲ့ဝန်းကျင်ပေါ့24 26အဲ့ဝန်းကျင်လောက်လေးတွေပါပါတယ်ဆိုတော့နေ့စဉ်ကျွန်တော်တို့ set ကမဲ့ကိုဆိုလို့ရှိရင် level 1ဆိုလို့ရှိရင်အနည်းဆုံးပေါ့เนาะအနည်းဆုံးကျွန်တော်တို့ဒီဗျမ်းမြပေါ့ဗျမ်းမြကတော့10မျက်နှာလောက် set ဖို့လိုအပ်ပါတယ်ဆိုတော့ဒီပေါ်မူတည်ပြီးတော့မှ supervisor ကတင်တို့ကိုတိုးပြီးဆက်တင်သလား short ပြီးဆက်မလားဆိုတော့သူတို့ adjust လုပ်ပါလိမ့်မယ်အတက်နိုင်ဆုံးကတော့တာမန်ကျောင်းသားကျောင်းသူတယောက်အနေနဲ့တော့ level 1ဆိုလို့ရှိရင်10မျက်နှာဆက်ဖို့လိုအပ်ပါတယ် level 1 level 2ဆိုလို့ရှိရင်14မျက်နှာလောက်ဆက်ဖို့လိုတယ် level 3 4ဆိုလို့ရှိရင် total page က18မျက်နှာလောက်ဆက်ဖို့လိုတယ် level 5 7ဆိုလို့ရှိရင်22မျက်နှာ level 8 to 12ဒါ high school ဆိုလို့ရှိရင်တော့26မျက်နှာလောက်ဆက်ဖို့လိုအပ်ပါတယ် high school မှာဆိုရင်တော့စာအုပ်တုပ်မှာစာမျက်နှာ60ဝန်းကျင်လောက်ပါပါတယ်ခုနတော့ဒါကို setting အတွက်ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အခုကတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ student progress chart ပေါ့နော် student progress chart ကတော့ AC မှာတင်ဘယ်လောက်တိုးတက်လာပြီလဲဆိုတာကိုမှတ်သားဖို့အတွက် student progress chart ကိုသုံးပါတယ်ဒီ chart မှာတင်ရဲ့နာမည်ပါမယ်ပြီးရင်တင်ပြီးွားတဲ့ page test ဖြည့်ပြီးတော့ pass ဖြစ်သွားတဲ့ subject တစ်ခုချင်းစီမှာဒီဖြည့်လိုက်တဲ့အပတ်တွေပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် quarter ၄ခုပါပါတယ်first quarter ပြီး second quarter ပြီး third quarter and fourth quarter ပေါ့နော်ဆိုတော့ quarter တစ်ခုချင်းစီမှာ9ဘတ်ရှိပါတယ်အဲ့တော့ကိုဖြည့်လိုက်တဲ့တပတ်စီမှာပေါ့နော်ဘယ်ဘတ်မှာကို page test ပြီးမြောက်သွားတယ်လဲအဲ့ဒီပြီးွားတဲ့ရက်သက်တစ်ပတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကသူနဲ့သက်ဆိုင်တဲ့ star လေးတွေရပါတယ်ဆိုတော့math ဆိုလို့ရှိရင်သူရဲ့ color ဒီ yellow color ဖြစ်မယ် English ဆိုလို့ရှိရင် red color ဖြစ်မယ် word building ဆိုလို့ရှိရင် purple science ဆိုရင် blue social studies ဆိုလို့ရှိရင် green နဲ့တခြား elective subject တွေဆိုလို့ရှိရင် silver color လေးဖြစ်မယ်ပေါ့နော်အမှထူးခြားတာတော့ကျွန်တော်တို့ကြီးလိုက်တဲ့ subject မှာ 100% ပေါ့နော်100%အပြည့်ရမယ်ဆိုလို့ရှိရင်တော့9 star လေးရမှာဖြစ်ပါတယ်ဆိုတော့100%မရဘဲနဲ့94 96 pass ဖြစ်မဲ့အမှတ်တွေဆိုလို့ရှိရင်တော့သူနဲ့သက်ဆိုင်တဲ့သူရဲ့ကိုစားပြုအယောင်လေးတွေကျွန်တော်တို့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ requirements ဥပမာအနေနဲ့ကျွန်တော်ထည့်ပေးထားခြင်းဖြစ်ပါတယ်ဆိုတော့ဒီ quarterly requirements မှာကျွန်တော်တို့ဒီ academic year တစ်နှစ်ကို quarter 3လပတ်4ခုခွဲထားပါတယ်ပေါ့နော်ဆိုတော့ quarter တစ်ခုချင်းစီအတွက်သတ်မှတ်ထားတဲ့ပြီးမြောက်မဲ့ phase အရေးအတွက်ကိုကျွန်တော်တို့ကဒီ quarterly requirements တွေလို့ခေါ်ပါတယ်ဆိုတော့ quarter တစ်ခုမှာဟိုပါပေါ့သူရဲ့ရေဘွားအဖြစ်တော့ math ဆိုလို့ရှိရင်3ပါတာ1057 1058 1059ပေါ့နော်စသဖြင့်ကျွန်တော်တို့အဲ့လိုမျိုးလေးရှိပါတယ်အင်္ဂလိပ်စာမှာဆိုလည်းအဲ့လိုမျိုးလေးတွေရှိပါတယ်ပေါ့နော်ဆိုတော့ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ level တဲမှာရောက်နေတဲ့ကလေးတယောက်ကတော့ဒီ page တအုပ်ကို3ပါsubject တပါတာကို3အုပ်လောက်ပေါ့နော်ကျွန်တော်တို့လုပ်ရပါတယ်ဆိုတော့ဒီ quarterly requirements တွေကိုပြည့်မီအောင်စူးစမ်းတာကတင်းရဲ့ academic level ကိုအချိန်မီပြီးမြောက်စေဖို့အတွက်အရေးကြီးပါတယ်ဒါတင်းရဲ့နေ့စဉ်ကိုတွေအပတ်စဉ်
course တွေကိုချမှတ်တဲ့အခါမှာထည့်သွင်းစဉ်းစားရလို့ရမယ်ဒီကြီးမားတဲ့ပန်းနိုင်တစ်ခုပေါ့နော်ဆိုတော့ဒီ requirements ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ကဒီ goal setting တွေကိုလည်းလုပ်လို့ရပါတယ်ဆိုတော့ academic 2အနေနဲ့ကတော့ကျွန်တော်တို့ဒီ remaster plus program ရှိပါတယ်ဆိုတော့ remaster plus program ကကျွန်တော်တို့ဒီမဖြစ်မနေလုပ်ရမယ့် program တစ်ခုဖြစ်ပါတယ် remaster ကဒီ computer အခြေပြု program တစ်ခုဖြစ်ပြီးတော့တင်းရဲ့စာဖတ်နှုန်း reading speed ပြီးရင်နားလည်နိုင်ဆိုတာပေါ့နော် comprehension နဲ့ဒီ word building ဝါဟာရတိဆောက်မှုတွေနောက်ပြီးတော့ဒီ remaster plus မှာဆိုလို့ရှိရင်တော့၄မျိုးပေါ့နော် reading ရယ်ဒီ word building ရယ်စကားလုံးတိဆောက်တာ type master ရယ် typing လေ့ကျင့်တာရယ်ပြီးလို့ရှိရင် math ပေးတာပေါ့နော်သင်္ချာနဲ့ပတ်သက်ပြီး drilling လုပ်ဖို့အတွက်ဒီ remaster plus ထဲမှာဒီ၄မျိုးလုံးကိုကျွန်တော်တို့အဓိကထည့်ထားပါတယ်ပေါ့နော်ဆိုတော့ remaster ကိုလည်းကျွန်တော်တို့ဒီ requirements ထဲမှာထည့်ဖို့လိုအပ်ပါတယ်ဒါဆိုရင်တော့ဒါကဒီ quarter တစ်ခုရဲ့ပေါ့နော်first quarter ဖြစ်ခြင်းဖြစ်လဲ second quarter ဖြစ်ခြင်းဖြစ်မယ်ပေါ့နော်ကျွန်တော်တို့ဒီ quarter ထဲမှာကျွန်တော်တို့ထည့်ထားဖို့လိုပါတယ်ပြီးရင် remaster မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြီးရမယ့် level ပေါ့နော်ဆိုတော့ဒီအတိုင်းလေးကိုကျွန်တော်တို့ academic ကိုလည်းကျွန်တော်တို့ပြီးအောင်လုပ်မယ်ဒီ academic နဲ့သက်ဆိုင်တဲ့ဒီ academic 2ပေါ့နော်ဒီ remaster ကိုလည်းကျွန်တော်တို့ပြီးအောင်လုပ်ရမယ်ဆိုလို့ရှိရင်တင်ကပြီးပြည့်စုံတဲ့ requirements တစ်ခုကိုquarterly ပြီးမြောက်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ class schedule ပေါ့နော် ACE ကဒီ self paced ဖြစ်ပေမဲ့သင်ယူမှုအတွက်သတ်မှတ်ထားတဲ့အချိန်တွေရှိပါတယ်ဒီတင်းရဲ့ကျောင်းမှာနေ့စဉ်ကျောင်းတက်ကျောင်းဆင်းချိန် break တွေသတ်မှတ်ထားတဲ့ schedule ကိုတင်အားလိုက်နာဖို့လိုပါတယ်သတ်မှတ်ချိန်အတွင်းမှာ learning center မှာသင်ယူမှုတွေလုပ်ဆောင်ပါမယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းဒီ class schedule ကိုတင်ရဲ့ learning center ရဲ့ notice board မှာ bulletin board မှာဒီ class schedule ကိုဖော်ပြပေးရမှာဖြစ်ပါတယ်တင်အားဒီ class schedule ကိုလည်းသိထားဖို့လိုပါတယ်နောက်တစ်ခုကတော့ motivation and achievement ပေါ့နော်ဒီ ACE စနစ်မှာဆိုလို့ရှိရင်အသင်ကိုစာတွေပဲလောက်ခိုင်းပြီးတော့မှအသင်အတွက်စိတ်ဖိစီးနေတာမျိုးအသင်အတွက်တစ်ခုခုပြန်ရစရာမရှိတာမျိုးတော့ရှိမှာမဟုတ်ပါဘူးဒီမှာအသင်ကိုစာလုံးခြင်းစိတ်ဖြစ်အောင်လို့နောက်ပြီးတော့သင်စူးစမ်းရင်စူးစမ်းသလောက်အခွင့်အရေးတွေပြန်ရအောင်လို့ကိုဖန်တီးပေးတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့daily merit money ပါဒါကတင်နေ့စဉ်ရနိုင်တဲ့စုကြီး point လေးတွေပါဒါမှမဟုတ် token လေးတွေလို့လည်းပြောလို့ရပါတယ်ဒီတင်ရဲ့နေ့စဉ်ကိုတွေပြီးမြောက်ရင်စီကံကောင်းမွန်ရင်ဒါမှမဟုတ်တကယ်ချင်းဆရာဆရာမတွေကိုကူညီရင်ကောင်းတဲ့ဇာတ်လက္ခဏာပြရင်တင်ကို merit money တွေပေးပါလိမ့်မယ်ဒါကတင်ရဲ့နေ့စဉ်စူးစမ်းမှုကိုချက်ချင်းအတိအမှတ်ပြုခြင်းဖြစ်ပါတယ်ဒီလိုနေ့စဉ်ရရှိထားတဲ့ merit money တွေကို quarter 3လပတ်ရဲ့အဆုံးမှာ quarterly merit store ရှိပါတယ်merit store မှာဆိုလို့ရှိရင်ဒါကအကြောင်းဘက်ကနေစီစဉ်ပေးထားတာဖြစ်ပါတယ်ဒီ merit store မှာဆိုလို့ရှိရင်တင်းရဲ့ကြိုင်းနေတဲ့မုတ်လေးတွေကစားစရာတွေအကြောင်းသုံးပစ္စည်းတွေဒါတွေကိုအကြောင်းဘက်ကနေပြင်ဆင်ပေးထားပါလိမ့်မယ်ဆိုတော့တင်းမှာရှိတဲ့ merit money ပမာဏနဲ့လဲလှယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဒါအတင်းဒီ quarter တစ်ခုလုံးမှာစ조사မှုအတွက်ရရှိတဲ့ဆုလက်ကြီးတစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ achievement certificate ပေါ့နော် achievement certificate ကဒါတွေကတော့ပို့ပြီးတရားဝင်တဲ့အောင်မြင်မှုမှတ်တမ်းလွှာတွေပါဥပမာ face talk ကို score ကောင်းကောင်းနဲ့ပြီးလို့ရှိရင်တစ်နှစ်အတွင်းသတ်မှတ်ထားတဲ့ face အရေးအတွက်ပြည့်မီရင်academic ဒါမှမဟုတ် character ဘိုင်းမှာထူးချွန်ရင် achievement certificate တွေကိုချီးမြှင့်လေးရှိပါတယ်ဒါဟာသင်ရဲ့အဓိကအောင်မြင်မှုတွေကိုအတိအမှတ်ပြုတဲ့လက်မှတ်တွေဖြစ်ပြီးတော့သင်ရဲ့ဒီ ACE ပညာရေးခီးမှာလည်းရေးပါတဲ့မှတ်တိုင်တွေဖြစ်ပါလိမ့်မယ်ဒါကြောင့်မို့လို့ AC ကတင်းရဲ့နေ့စဉ်စူးစမ်းမှုနဲ့အဓိကအောင်မြင်မှုနှစ်မျိုးလုံးကိုအတိမတ်ပြုပေးပြီးတော့စုချလေးရှိတဲ့စနစ်ဖြစ်ပါတယ်ဒီ reward system တွေကတင်းအောင်ပို့ပြီးကောင်းမွန်တဲ့ကျောင်းသားတယောက်ဖြစ်လာစေဖို့အတွက်အားပေးကူညီနေတာဖြစ်ပါတယ်နောက်တစ်ခုကတော့ congratulations slip ပါဆိုတော့တင်းမှာ face test တွေဖြည့်ရမယ့်ရက်တွေရှိမယ် face test တွေဖြည့်ပြီးသွားလို့ရှိရင်နောက်တစ်နေ့မှာတင်းဒီ face test ကိုpass ဘယ်လောက် percentage နဲ့ pass ဖြစ်တယ်ဆိုတဲ့အရာကိုဒီမှာ congratulation slip မှာတင်ကိုဂုဏ်ပြုပေးသွားမှာဖြစ်ပါတယ်တင်ကဒီ congratulation slip ကိုယူပြီးတော့မှတင်ရဲ့မိဘတွေကိုပြသလို့ရပါတယ်ဒါမှမဟုတ်အမှတ်တရတင်ထားလို့ရပါတယ်
ဒီ congratulations slip တွေကတင် pace test ပြီးတိုင်းတင်ကိုဂုဏ်ပြုမဲ့ဒီမှတ်တမ်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ honor roll slip ပါ honor roll slip ကတော့ဒါကတင်ရဲ့မိဘတွေကိုအကြောင်းကြားပြီးတဲ့ slip တစ်မျိုးဖြစ်ပါတယ်ဆိုတော့ဒီမှာဒီ slip ကဆိုလို့ရှိရင်ကျွန်တော်တို့ဒီ6ဘက်ပေါ့နော်ကွာတာမှာ6ဘက်ရှိတဲ့အခါမှာကျွန်တော်တို့9ဘက်မြောက်လောက်မှာဒီ slip ကိုစတင်ပြီးပေးရလေးရှိပါတယ်အဓိကတော့တင် pace တွေဘယ်လောက်ပြီးထားပြီးလဲရယ်ဒီ honor roll ဝင်ဖို့အတွက်ကိုတင် pace ဘယ်လောက်ပြီးဖို့လိုအပ်တယ်လဲဆိုတဲ့အရာကိုအဓိကအသိပေးခြင်းဖြစ်ပါတယ်ဒါမှသာတင်ဘယ်လောက်ထပ်ပြီးစူးစမ်းဖို့လိုအပ်သေးတယ်လဲကိုယ်တွေကိုဘယ်လို adjust လုပ်ဖို့လိုအပ်သေးတယ်လဲဆိုတာကိုတင်ကိုဟောတင်မိပါရောသိအောင်လို့ဒါကအသိပေးတဲ့အရာတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ honor roll A or B certificate ပေါ့နော်ကျွန်တော်တို့ဒီမှာhonor roll ပေါ့နော်ကျွန်တော် quarter ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပေးအပ်တဲ့ certificate မျိုးစားဖြစ်ပါတယ်ဆိုတော့ဒီ total page ရဲ့ပေါ့နော်ကျွန်တော်တို့ဒီ total page ရဲ့average ကိုတွက်လိုက်လို့94 to 100% ဖြစ်လို့ရှိရင်တင်က honor A certificate ကိုရမှာဖြစ်ပြီးတော့88 to 93% ထဲမှာဝင်နေတယ်ဆိုလို့ရှိရင်တော့တင်က honor B ကိုရမှာဖြစ်ပါတယ်ဆိုတော့တင်ကဒီတင်ရဲ့ academic average အမှတ်ကိုလည်းထိန်းထားဖို့လိုပါတယ်ဒါမှသာတင်က honor A ဒါမှမဟုတ် honor B တွေကိုဝင်ရောက်မှာဖြစ်ပါတယ်ဒါကတော့ homework slip ပါဆိုတော့တင်အထူးသဖြင့်တော့အိမ်စာမပြီးတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်တော့ဒီ homework slip ကိုပေးရလေးရှိပါတယ်ဒါမှမဟုတ်တင်ကိုစာချက်ဖို့ memorize လုပ်ဖို့လိုအပ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်တော့ homework slip ကိုဒါပေးအပ်လေးရှိပါတယ် assurance demerit ပေါ့နော်တင်ကရှေ့ပိုင်းမှာတော့ဒါက motivation ဖြစ်စေတဲ့အရာတွေဒီ merit ပေါ့နော် merit money တွေတင်ကလက်ခံရရှိနိုင်တယ်လို့တင်ကဒီ permission တွေချိုးဖောက်မယ်ဆိုလို့ရှိရင်လည်းတင်ကိုပေးမဲ့ slip တစ်ခုရှိပါတယ်ဒါကိုကျွန်တော်တို့ကဒီ corrective action notice လို့ခေါ်ပါတယ်ပေါ့နော်ဒီ slip မှာဆိုလို့ရှိရင်တော့ခွင့်ပြုချက်မရှိဘဲနဲ့စကားပြောတာဒါမှမဟုတ်ရင်ကိုယ့်ရဲ့ office ကိုဒီတိုင်းထားပြီးတော့ထွက်သွားတာမျိုး toilet သွားတာမျိုးပြီးရင်နောက်ကျတာမျိုးပြီးရင်ကိုယ့်ရဲ့ dress code ကိုတေချာမဝတ်လာတာမျိုးပြီးရင်အတန်းထဲမှာနှောက်ယှက်ဖြစ်စီတာမျိုးပေါ့နော်ပြီးရင် scoring violations တို့ကျွန်တော်တို့အဲ့ဒီ goals တွေမပြီးမြောက်တာတို့စသဖြင့်ပေါ့နော်ကျွန်တော်တို့မှာခြားသော violation မျိုးတွေကိုရှိလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ demerit slip ပေါ့နော် detention slip တွေကိုကျွန်တော်တို့ကပေးအပ်ပါတယ်အဲ့အတွက်ကြောင့်မလို့တင်ကတင် learning center ထဲမှာချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုလည်းတသွေမသိမ်းလိုက်နာဖို့အတွက်အကြံပြုလိုပါတယ်ဒါမှသာတင်ကဒီ slip ကိုမရမှာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ inside page ပေါ့နော်ဒီ page တွေနဲ့ပတ်သက်ပြီးတော့ဒီ structures ပေါ့နော်ကျွန်တော်နားလည်ဖို့လိုအပ်တဲ့အပိုင်း၅ပိုင်းကိုကျွန်တော်ကတင်ဆက်ပြောမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ go page ပါ go page ကဆိုလို့ရှိရင်တော့ဒီ page ရဲ့အစအဆုံးမှာပါပါတယ်ဒီ page တအုပ်မှာတင်ယူရမယ့်အဓိကသင်ခန်းစာတွေနဲ့သင်ခန်းစာခွဲလေးတွေကိုအတူချုပ်ဖော်ပြထားပါတယ်ဒီစာမျက်နှာကိုတေချာဖတ်ပြီးတော့ဒီ page မှာဘာတွေလေ့လာမယ်ဆိုတာကိုကြိုသိထားပါမယ်နေ့စဉ်ကိုချတဲ့အခါများစွာအထောက်အကူပြုပါတယ်နောက်တစ်ခုကတော့ lessons တွေပေါ့နော် lessons တွေကတော့တင်တကယ်သင်ယူရမယ့်အကြောင်းအရာတွေရှင်းလင်းချက်တွေဥပမာတွေနဲ့လေ့ကျင့်ခန်းတွေပါတဲ့စာမျက်နှာတွေပါတင်ရဲ့နေ့စဉ်အချိန်အများစုကိုဒီ lesson pages တွေမှာကုန်ဆုံးရပါလိမ့်မယ်ဖတ်ရှုတာနားလည်အောင်လုပ်တာလေ့ကျင့်ခန်းတွေလုပ်တာစတာတွေလုပ်ရပါလိမ့်မယ် activities တွေကိုဖြည့်ပြီးရင်တော့ permission တောင်းပြီး score key ကိုအသုံးပြုပြီးတော့ကိုယ့်ဘာသာကိုစစ်ဆေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ check up ပါစာအုပ်တအုပ်ရဲ့၃ကျိုးတစ်ချို့လောက်မှာအမြဲတမ်းပါပါတယ်ဒါတင်ယူပြီးတဲ့သင်ခန်းစာတွေကိုတင်ဘယ်လောက်နားလည်ပြီးလဲဆိုတာကိုစစ်ဆေးတဲ့စာပွဲလေးပါ check up ကိုဖြေဖို့ဆိုရင် supervisor ကအရင်စစ်ဆေးပေးပါလိမ့်မယ် check up score ကောင်းဖို့အရန်ရေးကြည့်ပါတယ်ပြန်ပြောပါမယ် check up score ကောင်းဖို့အရန်ရေးကြည့်ပါတယ် score ကောင်းမှဒါနောက်ဆုံး self test မှာ score ကောင်းပါလိမ့်မယ်ဒီ check up တွေကိုဖြေပြီးရင် permission တောင်းပြီးတော့ score key ကိုသုံးပြီးကိုယ့်အတာကိုစစ်ဆေးရပါမယ်ရှေ့ပိုင်းကဒီ lessons တွေ activities တွေမှာတေးချာမလုပ်လာဘူးစာတေချာနားမလည်လာဘူးဆိုရင်ဒီ check up မှာ fail ဖြစ်ပါလိမ့်မယ် check up မှာ fail ဖြစ်လို့ရှိရင်သင်ကဒီရှေ့က activities တွေနော် lessons တွေကိုပြန်ပြီး review လုပ်ရပါလိမ့်မယ်ဒါဆိုလို့ရှိရင်သင်ရဲ့တနေ့တာကိုပြီးဖို့အတွက်ကိုအများကြီးခက်ခဲဖြစ်ပါလိမ့်မယ်ဆိုတော့
သင်ဟာဒီ lesson plan lessons တွေပေါ့နော် lessons တွေဒီ activities တွေလုပ်တိုင်းမှာအာယုံစိုက်ပြီးတော့တေချာနားလည်ပြီးတစ်ခုချင်းစီပြီးမြောက်အောင်နားလည်အောင်တေချာနားလည်အောင်လုပ်သွားဖို့လိုပါလိမ့်မယ်ဒါမှသာ check up မှာ score ကောင်းပါလိမ့်မယ်နောက်တစ်ခုဒီ self test ပေါ့နော် self test ကတော့ဒီ pace ရဲ့အဆုံးမှာပါပါတယ်အဆုံးမှာပါတဲ့test ပေါ့နော်တစ်ခုတည်းသော test ဖြစ်ပါတယ်ဒါဟာ pace test မဖြစ်ရင်ဟောနော်ကိုပြန်လဲ sensitive ဆောင်ပွဲမျိုးစားပါပေါ့နော်ဆိုတော့ self test ကိုဖြည့်ပြီးရင်တော့ score key ကိုသုံးပြီးကိုယ့်အတာကိုစစ်ဆေးရပါလိမ့်မယ်ဒီရှေ့ပိုင်းမှာ check up တွေမှာ score ကောင်းလာခဲ့တယ်ဆိုရင်တော့ self test မှာ score ကောင်းပါလိမ့်မယ်ပေါ့နော်ရှေ့ပိုင်းလုပ်ခဲ့တဲ့ check up တွေမှာ score မကောင်းလာဘူးဆိုရင်တော့ self test မှာလည်း pass ဖြစ်ဖို့ percentage နည်းပါလိမ့်မယ်ဆိုတော့ self test score ကောင်းမှသာဒီ pace test ဖြည့်ဖို့အတွက်အဆင်သင့်ဖြစ်ပြီလို့သတ်မှတ်ရပါလိမ့်မယ် self test ကို fail ဖြစ်တယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့ repeat လုပ်ရပါလိမ့်မယ်ဆိုတော့နောက်ဆုံးတော့ pace test ပေါ့နော် pace test ကတော့ဒီ pace တအုပ်လုံးရဲ့နောက်ဆုံးဆောင်ပွဲပါ pace test ကိုဖြည့်ဖို့ဆိုရင်တော့ဒီ self test အောင်ရမယ်ပြီးရင်တော့နောက်တစ်နေ့မှာသင်နောက်တစ်နေ့မနက်မှာသင် pace test ကိုဖြည့်ရပါလိမ့်မယ်ဒီ pace test ကိုလည်း supervisor စစ်ဆေးပြီးတဲ့အခါမှာသင်ရဲ့ pace အတွက်အပြီးသက်ဒါ academic score ဖြင့်မှတ်တမ်းဝင်သွားပါလိမ့်မယ်ဒီ score ကိုတော့ supervisor progress card တင်မှာမှတ်တမ်းတင်ပေးတော့မှာဖြစ်ပြီးတော့နောက်တစ်ရက်မှာသင်ကို congratulation slip နဲ့အတူဂုဏ်ပြုပေးမှာဖြစ်ပါလိမ့်မယ်Okay အဲ့တော့နောက်တစ်ခုကတော့ your learning environment ပေါ့နော် learning center အကြောင်းဒီ ACE မှာသင်ယူရမယ့်နေရာကတော့ learning center ပဲဖြစ်ပါတယ် learning center တွေကသင်ရဲ့သင်ကြားရေးနေရာလေးကိုတော့ student office လို့ခေါ်ပါတယ်ပေါ့နော် learning center ကိုစနစ်တကျတိုက်ရှင်းတိုက်ရွက်စွာထားရှိရပါတယ် ACE ကျောင်းသားတွေကကိုယ်ပိုင် partition လေးတွေခံထားတဲ့ဒီ office လေးတွေမှာတူးတဲ့တည်တံ့ထိုင်ပြီးတော့တင်ယူကြပါတယ်ဒါမှသာအာယုံစူးစိုက်မှုရပြီးတော့ပို့ပြီးတော့ထိရောက်စွာတင်ယူနိုင်မှာပါ learning center ထဲမှာအများသောအားဖြင့်တိတ်ဆိတ်နေထိုင်ရပါတယ်စကားပြောတာအော်ဟစ်ဆူညံတာတွေလုံးဝလုပ်လို့မရပါဘူးမလို့အပ်ပဲနဲ့လှည့်ပတ်သွားလာတာမျိုးသူများရဲ့ office ကိုတွားကြည့်တာမျိုးလုံးဝလုပ်လို့မရပါဘူးအဲ့လိုလုပ်မယ်ဆိုရင်တော့ demerit slip လေးတွေရောက်လာပါလိမ့်မယ်ဒီလိုစည်းကမ်းရှိခြင်းအပြင်သင်ရဲ့တင်ယူမှုကိုပို့ပြီးတော့အထောက်အကူပြုပါလိမ့်မယ်Okay နောက်တစ်ခုကတော့ဒါက classroom rules လေးတွေပေါ့နော်ဆိုတော့ဒါကတော့အထူးတလဲပြောစရာတော့မလိုပါဘူးเนาะကျွန်တော် learning center ထဲမှာဆိုလို့ရှိရင်အချိန်ပြီးရောက်ဖို့လိုပဲကျွန်တော်တို့တန်းရှင်းတသက်ရလေးနေဖို့လိုမယ်ပြီးရင်တယောက်နဲ့တယောက်လေးစစားရှိဖို့လိုမယ်ဆရာမတွေကတငယ်ချင်းချင်းကိုလေးစားမှုရှိဖို့လိုမယ်ပြီးရင်တော့ learning center ရဲ့ activities တွေမှာအဆင်မပြတ်ပါဝင်ဖို့လိုပါမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့အရာတွေတန်ရှင်းရေးတို့เนาะနောက်ပြီးတော့ကိုယ့်ရဲ့ office တရက်ဖြစ်ဖို့တို့เนาะပြီးရင် score station မှာစာအုပ်တွေတရက်ဖြစ်ဖို့ဒါတွေမှာကျွန်တော်တို့တူတကွပါဝင်ပြီးတော့လှုပ်ဆောင်မှာဖြစ်ပါတယ်ဒါကတော့အခြေခံကြတဲ့ learning classroom learning center rules တွေဖြစ်ပြီးတော့မှဒါထပ်ပြီးတော့လည်း update တွေကို learning center ရဲ့ supervisor တွေကထပ်ပြီးတော့ဖြည့်သွားပါလိမ့်မယ်ဆိုတော့ဒီ learning center မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ guides ပေါ့နော် guide နဲ့ helpers တွေကဘယ်သူတွေဖြစ်မလဲဆိုရင်တော့ဒီက supervisor နဲ့ monitors တွေပေါ့နော်ဒီ ACE မှာအဓိကလမ်းညွှန်ပေးမဲ့သူတွေဖြစ်ပါတယ်ဆိုတော့ supervisor တွေကအသင်ကို pace တွေတင်ကြားပေးမဲ့သူတွေမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့သိတာမှာသူတို့ကကျွန်တော်တို့ကိုစာတင်ပေးတယ်လို့တင်ကြားပေးမဲ့သူတွေမဟုတ်ပါဘူးဒါပေမဲ့သူတို့ရဲ့အခန်းကဏ္ဍကလည်းအသင်အတွက်အရန်ကြီးမားပါတယ်သူတို့ကသင်ရဲ့နေ့စဉ်ကိုယ်တွေချမှတ်ရမှာကူညီပေးမယ်သင်ရဲ့တင်ယူမှုတိုးတက်မှုကိုစောင့်ကြည့်ပေးမယ်သင်ရဲ့ works တွေနောက် goals တွေကို check လုပ်ပေးမယ်ပြီးရင် check up self test နဲ့ pace test တွေကိုစစ်ဆေးပြီးတာမျိုးတွေလုပ်ပေးလိမ့်မယ်ပြီးရင်သင်ခန်းစာနားမလည်တဲ့အခါအခက်အခဲတွေကြုံလာတဲ့အခါမှာရှင်းပြခြင်းနဲ့ကူညီပေးမဲ့သူတွေဖြစ်ပါတယ်ဒါပေမဲ့သင်ကကိုအားမကိုပဲနဲ့ပေါ့နော်ဒီ supervisor တွေ monitor တွေကိုပဲအချိန်ပြည့်rely လုပ်လို့ရမှာတော့မဟုတ်ပါဘူးသူတို့ကသင်ကိုနီးမှန်လမ်းမှန်နဲ့အဖြေဘယ်လိုရှားမလဲပု္ပ္ပစာတွေဘယ်လိုတွက်ရမလဲဘယ်လိုနားလည်အောင်လုပ်ရမယ်ဆိုတဲ့အရာတွေကိုသူတို့ကသင်ကိုကူညီပေးပါလိမ့်မယ်အဲ့တော့စာအုပ်ထဲမှာ page ထဲမှာပါတဲ့ instruction တွေကိုတေချာဖတ်ပါတေချာနားလည်အောင်လုပ်ပါလို့အကြံပြုလိုပါတယ်
ဒါပေမဲ့ AC မှာတင်ယူနေတဲ့နားမလဲတာမရှင်းတာအခက်အခဲရှိတာတွေကြုံလာရင်တော့ supervisor တွေကို monitor တွေကိုမေးဖို့ဘယ်တော့မှမတွန့်ဆုတ်ပါနဲ့သူတို့ကအသင်ကိုကူညီဖို့အဆင်အမြဲပေါ့နော်အသင်ရှိနေပါတယ်โอเคအဲ့တော့ကျွန်တော်ရှေ့မှာပြောတဲ့ topic လေးတွေနည်းနည်းများသွားပြီဆိုတော့ခဏလောက်2မိနစ်လောက် break လုပ်ပါမယ်ဒီ break အတော်အတွင်းမှာတော့ဝီးမသွားဖို့အကြံပြုလိုပါတယ်အဓိကတော့တင်းရဲ့တောက်လျှောက်ထိုင်နေရတဲ့အချိန်လေးမှာခဏလေးမတ်တက်ရက်ပြီးတော့ခေါင်းလေးကျင်ကန်လေးတွေstretching လုပ်တာမျိုးလေးတွေဖြစ်ဖြစ်ခဏလေးလုပ်ပြီးတော့အကြံပြုလိုပါတယ်2မိနစ်လောက်ခဏ break ယူအောင်နော်โอเคအားလုံးပဲ2မိနစ်break ယူပြီးပြီဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့သွားလိုက်ရအောင်ဆိုတော့နောက်ထပ် topic တစ်ခုကတော့ your daily AC routine ပေါ့နော်ကျွန်တော်တို့ဒီတနေ့တာမှာဒီ AC learning center တွေမှာဘာတွေလုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်အကြံပြဖော်ပြပေးသွားပါမယ်ပထမတစ်ခုကတော့ opening မှာ learning center ကိုရောက်တာနဲ့ကျွန်တော်တို့ဆူတောင်းတာတခြင်းဆိုတာ pledges ရွတ်တာတွေနဲ့စတင်ပါမယ်ဒါကတင်းရဲ့အကြောင်းရဲ့စီကံတိုင်းလှုပ်ဆောင်သွားမယ်အရာဖြစ်ပါတယ်နောက်တစ်ခုကတော့ goal setting မှာကျွန်တော်တို့ဒီနေ့ဘယ် subject ရဲ့ဘယ် page ရဲ့ဘယ် page ရဲ့ဘယ် pages တွေကိုဘယ် check up တွေပြီးအောင်လုပ်မယ်ဆိုတော့တင်းရဲ့နေ့စဉ် goal တွေကိုသတ်မှတ်ပြီးတော့မှ goal card မှာ total page နဲ့တကွာရေးရပါမယ်ပြီးရင် supervisor ကတင်းရဲ့ goal card ကို approve လုပ်ပေးပါလိမ့်မယ်ဒီ daily goals တွေကတင်းတနေ့တာအတွက်အဓိကလမ်းညွှန်မြေပုံတွေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ lesson work တွေပေါ့နော်ရှေ့ပိုင်းမှာကျွန်တော်ပြောသွားခဲ့တယ်လို့ပဲ goal တွေချမှတ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ office မှာတင်ယူရမယ့် pages တွေကိုစတင်လှုပ်ဆောင်ပါမယ်တည်တည်ချာချာဖတ်ရှုဖို့လိုပါတယ်နားလည်အောင်စူးစမ်းဖို့လိုပါတယ်ပြီးရင်လေ့ကျင့်ခန်းတွေလုပ်ဖို့လိုပါတယ်မေးခွန်းတွေဖြေဖို့လိုပါတယ်အထူးသဖြင့်တော့အဲ့ဒီမှာဖော်ပြထားတဲ့ instruction တွေကိုတေချာရေးဖို့တေချာလိုက်ဖတ်ဖို့လိုပါတယ်ဒီ lesson works တွေမှာပါတဲ့ instruction တွေအားဆိုလို့ရှိရင်တော့တင်းရဲ့ level လိုက်အတန်းလိုက်ကိုနားလည်လွယ်အောင်ရေးပေးထားတဲ့ instruction တွေဖြစ်လို့တည်တည်ချာချာအားလုံးစိုက်ပြီးတော့ဖတ်ဖို့တော့လိုအပ်ပါတယ်နောက်တစ်ခုကတော့ checking and scoring ပေါ့နော်လေ့ကျင့်ခန်း exercise တွေကိုဒါမှမဟုတ်ဒီ session တွေတခုပြီးသွားပြီဆိုလို့ရှိရင် score station က score key ကိုအသုံးပြုပြီးတော့ကိုယ့်အတာကိုစစ်ဆေးရပါမယ်ပြီးရင် score တွေဖြည့်ရပါမယ်ဒါက AC စနစ်ရဲ့ထူးခြားတဲ့အချက်ပါပေါ့နော် score key ကိုသုံးတဲ့အခါရိုးသားဖို့ကအရန်အရေးကြီးပါတယ်ရိုးသားဖို့ကအသက်ပါပဲမားရင်မားတဲ့အတိုင်းဝင်ခံရပါမယ်ဒါမှဒါတကယ်နားလည်အောင်ပြန်လေ့လာပြင်မှာဖြစ်ပါတယ်ကိုပြီးကျင်စောနဲ့violation လုပ်မိတာမျိုးတွေလုံးဝရှောင်ကျဉ်ရပါမယ် score key နဲ့စစ်ပြီး score ဖြည့်ပြီးရင်တော့ supervisor ကို second initial ပေါ့နော်ကျွန်တော်တို့တောင်းအောင်ပါ check လုပ်ခံရမှာဖြစ်ပါတယ် taking test အနေနဲ့ကတော့ဒီ sub test အောင်ပြီးနောက်ရက်မှာကျွန်တော်တို့ကဒီ pace test ဖြည့်ရပါမယ် testing area မှာတွားပြီးဖြည့်ဆောင်မှာဖြစ်ပါတယ်pace test ဖြည့်တဲ့အခါမှာအသုံးပြုမဲ့ခဲတံခဲပြက်ပေတံလွဲပြီးတော့ဘာမှယူဆောင်ခွင့်မရှိပါဘူးရိုးရိုးသားသားဖြည့်ဆောင်မှာဖြစ်ပါတယ်ဆိုတော့ closing ပေါ့နော် closing ကတော့ဒီကျောင်းစင်းချိန်ရောက်ခံနေရင်တင်းရဲ့နေ့စဉ်ကိုပြီးမြောက်မှုရှိမရှိကိုပြန်လဲစစ်ဆေးမှာဖြစ်ပါတယ်တင်းကိုပြီးရဆိုရင်တော့ green dot လေးနဲ့ merit money ရမှာဖြစ်ပါတယ်မပြီးသေးရင်တော့ဆရာမကလည်းဒါသူ့ရဲ့ daily record ထဲမှာဒါမှတ်တမ်းတင်မှာဖြစ်ပါတယ်။ဘာကြောင့်မပြီးသေးလဲဆိုတာကိုသင်အနေနဲ့စဉ်းစားဖို့လိုပါတယ်။ဆရာမတွေနဲ့ဒီ supervisors တွေနဲ့တိုင်ပင်ဖို့လိုပါတယ်။နောက်ပြန်အတွက်ကိုကြိုတင်စဉ်းစားနိုင်ပါတယ်။ပြီးလို့ရှိရင်တော့သင်ရဲ့ office ကိုတန်းရှင်းတက်ရက်စွာထားခဲ့ဖို့လိုအပ်ပါတယ်။ဆိုတော့ဒါကတင်ကျောင်းဆင်းနိုင်ပေါ့နော်။ကျောင်းမဆင်းခင်မှာဒီ office ကိုတသက်ရက်ထားပြီးတော့သူ့ရဲ့ကိုယ့်ရဲ့ materials တွေကိုသူ့နေရာသူတေချာစနစ်တကျထားခဲ့ဖို့လိုအပ်ပါတယ်ကျွန်တော်ရဲ့ဒီ progress နဲ့ page completion ကတော့ဒီ sub test page လုပ်ပြီးလို့ကျွန်တော် sub test စဖြည့်ရဲ့အဆင့်အနေကျွန်တော်ဒါဖော်ပြပေးထားတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ ACE မှာကျွန်တော်ရဲ့ total မှုတွေကို page တွေပြီးမြောက်ခြင်းနဲ့တိုင်းတာပါတယ် sub test ကိုကောင်းကောင်းဖြည့်နိုင်ပြီးတော့ supervisor page test ဖြည့်ဖို့နောက်ရက်မှာ
ခွင့်ပြုတယ်ဆိုလို့ရှိရင် paste test ဖြေရပါမယ် paste test က paste တအုပ်လုံးကိုခြုံပြီးတော့မေးထားတဲ့စာမွေးဖြစ်ပါတယ် paste test ကိုသတ်မှတ်ထားတဲ့ testing table မှာဖြည့်စွမ်းမှာဖြစ်ပြီးတော့ supervisor ကပြီးရင်စစ်ဆေးပေးပါလိမ့်မယ်နောက် paste test ကိုဒီ paste test score ပေါ့နော်သင် paste အတွက်ဒီအောင်မှတ်ဖြစ်ပါတယ် paste test ကိုသတ်မှတ်ထားတဲ့ present score ရပြီဆိုလို့ရှိရင်တော့အဲ့ဒီ paste ကိုပြီးမြောက်ပြီလို့သတ်မှတ်ပါတယ်ဆိုတော့ fail ဖြစ်တယ်ဆိုရင်တော့အဲ့ဒီ paste ကိုပဲ current paste ကိုပဲ repeat ထပ်လုပ်မှာဖြစ်ပါတယ် pass ဖြစ်သွားတယ်ဆိုတော့သင်ရဲ့အမှတ်က academic record ထဲမှာမှတ်တမ်းဝင်သွားမှာဖြစ်ပါတယ် pace တွေများများပြီးမြောက်လေလေသင်ရဲ့ academic level ကပိုပြီးမြင့်လာလေလေဖြစ်ပါလိမ့်မယ်ဆိုတော့ဒီ pass ဖြစ်သွားတယ်ဆိုရင်တော့သင်ရဲ့ requirements အတိုင်းပေါ့နော်နောက်ထပ် new pace ကို supervisor က issue လုပ်ပေးပါလိမ့်မယ်တနှစ်တာအတွက်သတ်မှတ်ထားတဲ့ pace အရေးအတွက်ပြီးမြောက်အောင်သင်ဟာစူးစမ်းဖို့လိုပါတယ်သင်ရဲ့နှစ်စဉ်တိုးတက်မှုဒီ report card ထဲမှာပြီးခဲ့တဲ့ pace အရေးအတွက်နဲ့ test score တွေပါဝင်နေပါလိမ့်မယ်ဆိုတော့အဲ့ချိန်ကျရင်တော့ဒီ report card ကိုသင်ကိုကျောင်းဘက်ကဒါပေးအပ်မှာဖြစ်ပါတယ်နောက်ပြီးတော့သင်ရဲ့မိဘတွေကိုလည်းဒါအသိပေးတဲ့စီစဉ်တွေရှိပါမယ်ပေါ့နော်ဆိုတော့ extra curricular activities တွေအနေနဲ့ကတော့ကျွန်တော်တို့ဒီကျောင်းနေပေါ်မူတည်ပြီးတော့ learning center ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ခွဲပြတာမျိုးတော့ရှိပါလိမ့်မယ် ACE မှာပညာရေး academic ကအဓိကဖြစ်ပါတယ်ဒါပေမဲ့လည်းကျောင်းပြင်ပလှုပ်ရှားမှုတွေ extra curricular activities တွေကလည်းသင်ဘဝအတွက်အရေးကြီးတယ်အရေးပါတယ်ဆိုတာကိုဒါကျောင်းဘက်ကသိရှိထားပြီးဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့အားကစားတွေဂီတအမှုပညာပြိုင်ပွဲတွေမှာပါဝင်ခြင်းကသင်ရဲ့စွမ်းရည်တွေကိုတိုးတက်စေပြီးတော့ပျော်ရွှင်ကျန်းမာတဲ့ကျောင်းသားဘဝကိုပိုင်ဆိုင်စေမယ်ဆိုတာကိုကျောင်းဘက်ကဒါနားလည်ထားပြီးဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ဒီ extra curricular activities တွေကိုလည်းကျောင်းဘက်ကစီစဉ်ပေးပါတယ်ဆိုတော့ဒီ extra curricular activities တွေမှာပါဝင်ဖို့အတွက်ကိုသင်ရဲ့ academic requirements တွေဖြစ်တဲ့ pace တွေကိုအချိန်မီပြီးမြောက်ဖို့ကအခြေခံလိုအပ်ချက်ဖြစ်နိုင်ပါတယ်အဲ့တော့ဒီ activities တွေမှာပါဝင်နိုင်ဖို့ဆိုလို့ရှိရင်သင်ဟာသင်ရဲ့ pace ကိုလည်းပြီးမြောက်အောင်လုပ်ဖို့လိုအပ်ပါတယ်ဒါမှသာ academic နဲ့ extra curricular activities နှစ်ခုလုံးကိုမျှတအောင်လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်တော့သင်ကတစ်ဖက်ဘက်မှာအားနည်းနေတာမျိုးတွေဖြစ်နိုင်ပါတယ်အဲ့တော့နေ့စဉ်ချမှတ်ထားတဲ့ goals တွေကိုလည်းပြီးမြောက်အောင်လုပ်ပါပြီးလို့ရှိရင် extra curricular activities တွေမှာလည်းတကယ်ချင်းတွေနဲ့အတူ join နိုင်အောင်ကြိုးစားပါနောက်တော့ဒါကတော့ကျွန်တော်အနေနဲ့အကြံပြုလိုတာပေါ့เนาะကျွန်တော်တို့ဒီ ACE စနစ်မှာအောင်မြင်စွာသင်ယူနိုင်မှုအတွက်ကိုဒီချက်လေးတွေကိုလိုက်နာပါလို့ကျွန်တော်အနေနဲ့အကြံပြုခြင်းပါတယ်ဆိုတော့ပထမဆင်ရတော့ set clear daily goals ပေါ့เนาะကျွန်တော်တို့ဒီနေ့စဉ် goal တွေကိုတိတိကျကျသတ်မှတ်ဖို့လိုအပ်ပါတယ်ဒါကသင်ကိုစီကံရှိစေပြီးတော့နေ့တိုင်းတနေ့ပြီးတနေ့ဆက်ပြီးတော့သင်ရဲ့ goal တွေကိုပြီးမြောက်ဖို့အတွက်တွန်းအားတစ်ခုဖြစ်စေပါတယ်ပြီးရင် action question ပေါ့เนาะကျွန်တော်တို့ဒီမေးခွန်းတွေကို supervisors တွေ monitors တွေကိုမေးဖို့မကြောက်ပါနဲ့ flag တွေကိုအမြဲတမ်းထောင်တာမကောင်းဘူးမြင်ပဲလေကျွန်တော်တို့လိုအပ်လာပြီဆိုလို့ရှိရင်တော့မဖြစ်မနေလိုအပ်လာပြီကျွန်တော်မေးဖို့မေးရမှဖြစ်တဲ့မေးခွန်းမျိုးတွေဆိုလို့ရှိရင်တော့လုံးဝကိုမေးပါနားမလည်တာမရှင်းတာရှိရင် supervisor ကို flag ထောင်ပြီးတော့ချက်ချင်းအကူအညီတောင်းပါဒါမှသာအချိန်ကုန်တက်တာပြီးတော့ကိုလည်းနားလည်မှုပိုတိုးလာမှာဖြစ်ပါတယ် be honestဆိုတော့ရိုးသားဖို့လိုအပ်ပါတယ်အထူးသဖြင့် score keys တွေတုံးတဲ့အခါမှာ test ဖြေတဲ့အခါမှာဘယ်သူမှမမြင်ရလဲပဲကိုရိုးသားပါဒါပေမဲ့သင်တိထားမှာတခုကသင်နားမှာရှိတဲ့ monitors တွေကအချိန်ပြည့် round လှည့်ပြီးတော့စောင့်ကြည့်နေတယ်ဆိုတာသင်တိထားဖို့လိုအပ်ပါတယ်သူတို့ရဲ့အဓိကတောင်းကတော့သင်ရဲ့အခက်အခဲတွေကိုကူညီဖို့အတွက်ဖြစ်ပြီးတော့မှသင်နားမလည်တဲ့စာတွေကိုရှင်းပြဖို့ဖြစ်ပြီး check in လုပ်နေတယ်ဆိုတဲ့ဟာကိုတော့သင်အနေနဲ့နားလည်ဖို့လိုပါတယ်ဒါပေမဲ့လည်းသင်ဘက်ကအစဉ်အမြဲရိုးသားဖို့လိုပါတယ်ဒါအသင်ရဲ့ကျင့်စာရိတ္တကိုတိဆောက်နေတာဖြစ်တယ်လို့တကယ်နားလည်မှုကိုလည်းထိရောက်ဖို့အတွက်ကိုဒါအာမခံပေးတဲ့လေ့ကျင့်ပေးတဲ့အရာတစ်ခုဖြစ်ပါတယ်မှားတဲ့အတိုင်း cross out လုပ်ပြီးတော့အဖြေမှန်ကဘာလဲဆိုတာကိုသိအောင်စူးစမ်းဖို့လိုအပ်ပါတယ် manage your time ပေါ့နော်ဆိုတော့အချိန်ကိုစီမံခန့်ခွဲဖို့လိုပါတယ်တနေ့တာအတွက်သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ goals တွေပြီးမြောက်အောင်စီမံပါအထူးသဖြင့်တော့ကျွန်တော်တို့ဒီ goals တွေကိုသတ်မှတ်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့အကြံပြုလိုတာတော့အလွယ်ဆုံး pace ကနေစပြီးတော့လုပ်ပါဘောเนาะကျွန်တော်တို့ဒီ break time မတိုင်ခင်မှာဘယ်အထိပြီးအောင်လုပ်မယ်ဆိုတာကိုကိုဆက်ပြီးဖြစ်တဲ့ကြောင့်မို့ကို goals ကိုသိပြီး break time မတိုင်ခင်တော့ဘယ် goals ကိုငါပြီးနိုင်တယ်ပြီးရင် lunch time မတိုင်ခင်တော့ဘယ် goals ကိုငါပြီးအောင်လုပ်နိုင်မယ်ဆိုတာဒါကျွန်တော်တို့ကသိပြီးသားဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့
ဒီကိုရဲ့ကိုတတ်မှတ်ထားတဲ့ကိုအချိန်မီပြီးမြောက်နိုင်မှုအတွက်ကိုဒီအချိန်ကိုစီမံခန့်ခွဲဖို့လိုအပ်ပါတယ် stay focused အာယုံစူးစိုက်ဖို့လိုအပ်ပါတယ် learning center တွေကိုရောက်လို့ရှိရင်အာယုံစိုက်ပြီးတော့ course ကိုရဲ့ pace ကိုပဲကိုလုပ်ဖို့လိုအပ်ပါတယ်စကားပြောတာတွေ level ကြည့်တာတွေကိုရှောင်ကျင်ပါနောက်တစ်ခုကတော့ persevere ပေါ့နော်ကျွန်တော်တို့ဒီဇွဲမလျှော့ဖို့လိုအပ်ပါတယ်တချို့ pace တွေကနော်ခက်ခဲနိုင်ပါတယ်ဒါပေမဲ့ဇွဲမလျှော့ပဲဆက်ကြိုးစားပါနော်don't give up ပါနော်ဆိုတော့လိုအပ်ရင် supervisor monitors တွေကိုအကူအညီတောင်းပါအဲဆိုတော့ trust in God ပေါ့နော်ကျွန်တော်တို့ဘုရားသခင်ကိုအားကိုးဖို့လိုပါတယ်တင်ယူမှုတိုင်းမှာဘုရားသခင်ရဲ့ကူညီမှုအတွက်ပေါ့နော်ဆုတောင်းပြီးတော့တင်ယူရရှိတဲ့အသိပညာတွေကိုဘုရားသခင်ရဲ့ပုံတော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေအတွက်ပေါ့နော်အသုံးပြုဖို့အတွက်ကိုရည်ရွယ်ပါဒါကတော့ကျွန်တော်ကဒီ ACE စနစ်မှာတင်းရဲ့တင်ကြားရေးကိုပို့ပြီးတော့အထောက်အကူဖြစ်စေဖို့အတွက်ကျွန်တော် keys လေးတွေကိုအနည်းငယ်ဖော်ပြပေးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ ACE ပေါ့နော်ဒီ benefits of learning in ACE ပေါ့နော်ကျွန်တော်ဒီ ACE စနစ်ရဲ့သင်ယူခြင်းအားဖြင့်ပေါ့နော်ကျွန်တော်ကောင်းမွန်တဲ့အကျင့်စာရိတ္တလက္ခဏာတွေတည်ဆောက်နိုင်မယ်ပြီးရင်သင်ခန်းစာတွေကိုနားလည်တဲ့အထိတင်ယူရတဲ့အတွက်အသိပညာတွေခိုင်မာလာမယ်ပြီးရင်ကိုအားကိုပြီးတော့ goals တွေပြီးမြောက်တဲ့အခါပေါ့နော်ကိုယုံကြည်မှုပုံရှိလာမယ်ဘဝမှာကြုံတွေ့ရမယ့်အခက်အခဲတွေเนาะဒါတွေအတွက်ကိုယ့်ဘာသာကိုဖြည့်ရှင်းနိုင်တဲ့အသည့်တွေကိုကိုယ့်ဘာသာကိုသင်ယူနိုင်တဲ့စွမ်းရည်တွေပေါ့เนาะဒါတိုးတက်လာမှာဖြစ်တယ်ဒါတွေအားလုံးဟာသင်ရဲ့အနာဂတ်အတွက်အရန်ကိုအဖို့တန်တဲ့အရင်းအနှီးတွေဖြစ်တယ်ဆိုတာကိုဖော်ပြလိုပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ပေါ့เนาะဒီ final welcome အနေနဲ့ကတော့ကျွန်တော်ဒီ ACE စနစ်အကြောင်းပေါ့เนาะအကြမ်းမြင်နားလည်ပြီးနားလည်သွားပြီလို့ဒီ ACE အကြောင်းသားအကြောင်းသူအစ်တွေအတွက်ကျွန်တော်ရှင်းပြပေးခဲ့တယ်လို့တော့ကျွန်တော်ထင်ပါတယ်ပေါ့เนาะဆက်စချင်းမှာအခက်အခဲလေးတွေရှိနိုင်ပေမဲ့ဇွဲမလျှော့ပဲစူးစမ်းသွားပါပေါ့เนาะတင်းရဲ့ supervisor monitors တွေကတင်းကိုကူညီပေးဖို့အသင့်ရှိနေပါတယ်တင်းရဲ့ ACE ပညာရေးခီးကပျော်ရွှင်စရာတွေเนาะအသိပညာတွေပြီးွားစရာတွေဖြစ်ပါစေလို့ကျွန်တော်ကဆုတောင်းပေးပါတယ်ဆိုတော့မေးစရာမေးခွန်းလေးတွေ questions လေးတွေရှိရဆိုလို့ချင်းလည်းဒီမှာရှိတဲ့ supervisors တွေ monitors တွေကိုကျွန်တော်ဒီ video လေးပြီးမှမေးမြန်းနိုင်ပါတယ် ACE မိသားစုကနေကျွန်တော်တို့ကြိုဆိုပါတယ်အခုကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ထပ် video တွေမှာပြန်ဆောင်ကြပါမယ်